ကျွန်တော်ကဒီသတင်းတွေကိုကြည့်တော့ကြည့်တယ်ပေါ့ဗျာနော်ကြည့်ပြီးတော့စိတ်မကောင်းဖြစ်တယ်အဓိကဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်ဒီစစ်သုံးပန်းနေကိစ္စပေါ့ဗျာဒီဘုံတကားဆိုတဲ့ကောင်သူ့အမြဲတမ်းရလို့တော့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်သူ့ကိုကြတော့ရဟရင်နဲ့တွားကြိုတာပဲဗျာနော်ဒါကျွန်တော်တို့ခဏလောက်တော့မရဘူးအဖအပေါ်မှာနော်တမတော်ကာကွယ်ဦးစီးချုပ်အဖဘုံချုပ်မှုကြီးမင်းအောင်လိုင်အပေါ်မှာသစ္စာခံထားပြီးတော့ကျွန်တော်တို့အသက်တွေစွန့်တာစွန့်ခဲ့တဲ့လူတွေလက်ရှိစွန့်နေတဲ့လူတွေအဲ့ဒါတွေကိုလည်းအဖအနေနဲ့ကြည့်တင်တယ်လို့ကျွန်တော်တင်ပြလိုပါတယ်တကယ်ကျွန်တော်စိတ်မကောင်းဘူးဗျာကျွန်တော်တို့အပတ်စဉ်ပေါ့နော်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ကိုလူဘက်ကိုပဲပြောတယ်လို့ပဲပြောပါဗျာကျွန်တော်တို့စစ်တပ်ကဆိုပတ်စဉ်ကကျွန်တော်တငယ်ချင်းတွေကြားလူတွေကြားအောင်လေစစ်တုံးမှဖြစ်ပြီးတော့အဖမ်းခံရလူတွေအဖမ်းခံရတယ်သူတို့မိသားစုတွေဘယ်လောက်ကြေကွဲနေမလဲကျွန်တော်တောင်လောက်ကြေကွဲနေတာအဖရဲ့အဖရဲ့ကျွန်တော်ပြောပြချင်တာကဘာလဲဆိုတော့ကျွန်တော်တို့တပ်မတော်သားတွေကညီကိုတွေတဲ့ပိုချစ်တယ်လေဗျာကျွန်တော်တို့ကတကယ်ပြောတာပါကျွန်တော်တကယ်ကြီးလေနော်ဖြစ်နေတာကျွန်တော်စိတ်မကောင်းအဲ့ဒါလေးကိုအဘကကြည့်ပေးပါလို့ကျွန်တော်တောင်းဆိုပါတယ်